အားလုံးပဲမင်္ဂလာပါခင်ဗျာဗုဒ္ဓပညာ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေမှာရုန်းကန်လှုပ်ရှားနေကြရင်းနဲ့စိတ်ပမန်းနွမ်းနယ်မှုတွေတောကဗျာပါဒတွေနဲ့ကြုံတွေ့ရတဲ့အခါတိုင်းမှာစိတ်နှလုံးကိုပြန်လည်အေးချမ်းစေဖို့အတွက်အကောင်းဆုံးစိတ်တစ်ခါကတော့မြတ်ဗုဒ္ဓရဲ့ဓမ္မတရားတော်တွေပဲဖြစ်ပါတယ်အခုဒီဗီဒီယိုလေးမှာတော့သစ္စာရွှေစီဆရာတော်ဘုရားကြီးဟောကြားတော်မူထားသောဘဝအတွက်အလွန်တန်ဖိုးရှိပြီးမှတ်သားနာယူပွဲကောင်းလာတဲ့တရားတော်ကိုဓမ္မလက်ဆောင်အဖြစ်တင်ဆက်ပေးလိုက်ပါတယ်ဒီတရားတော်ကိုအစကနေအဆုံးအထိစိတ်အေးချမ်းသာစွာနဲ့နာယူကြည်ညိုခြင်းအားဖြင့်မိမိတို့ရဲ့ဘဝအမောတွေပြေပြောက်ပြီးအမှားနဲ့အမှန်အကောင်းနဲ့အဆိုးကိုဝေဖန်ပိုင်းခြားနိုင်တဲ့ပညာအလင်းတိုင်းတွေရရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကဲအားလုံးပဲတရားတော်ကိုကျွန်တော်နဲ့အတူတကွနာယူကြည်ညိုကြပါစို့ခင်ဗျာ။ကိုဘဝမှာအကောင်းမွန်ဆုံးဘယ်လိုနေထိုင်သွားမလဲဆိုတဲ့မိကုံးပေါ့နော်။ဘုန်းတို့တွေဘယ်ချင်းတရားမှန်းတောင်သိခွင့်မရတဲ့ဘဝဟုတ်လားဘုန်းတို့ရဲ့ဘဝအခြေအနေကတေချာပေါက်ပျက်စီးရမယ်အဲ့ဒီပျက်စီးတဲ့အချိန်မှာလည်းပဲဘယ်အချိန်မှာပျက်စီးမယ်လို့ကြိုတင်သိခွင့်မရှိတဲ့အခြေအနေပေါ့နော်အဲ့တော့ဘုန်းတို့ရဲ့နေထိုင်ရှင်သန်ခြင်းကဘာမှမသေးကြဘူးဘာမှမရည်ရဟုတ်လားကိုယ်ကိုအမျိုးမျိုးတွက်ချက်ပြီးတော့အနာဂတ်ကိုစိတ်ကူးနဲ့ပုံဖော်နေကြတာတကယ်ကဘုန်းတို့ရဲ့အနာဂတ်ကဘာမှသေးကြရည်ရတဲ့သဘောမရှိအကြောင်းစုံလလူဘဝဘာမှမရည်ရကြုံနိုင်သေးပေစုံအောင်တွေးနေရေးမသေးကြဘုန်းတို့ဘဝအခြေအနေကကိုလုပ်ခဲ့တဲ့အကြောင်းတရားတွေကကောင်းတာတွေရောဆိုးတာတွေရောအစုံဆိုတော့ဘဝမှာဘလောက်ကြာနေရမယ်ဘလို့နေရမယ်ဆိုတာဘာမှတိတိကျကျသိခွင့်မရှိအဲ့ဒါလိုမသေးကြမရရတဲ့ဒီရှင်သန်နေရတဲ့အခိုက်အတန့်လေးမှာရှင်သန်နေတုန်းလေးမှာမသေးခင်လေးမှာကိုဘလို့နေမလဲကိုဘလို့နေသွားရမှာလဲနော်မသေးခင်မှာဘလို့နေရမလဲအကောင်းဆုံးဘလို့နေထိုင်သွားမလဲအဲ့ဒါလေးကိုဘုန်းတို့ကိုအကောင်းဆုံးလမ်းညွှန်ပေးနိုင်တဲ့နော်ဆရာတယောက်အကြောင်းပြောမလို့ဒီလိုပြောလိုက်တော့မြတ်စွာဘုရားကဘဝမှာဘလို့နေဖို့ဘလို့ထိုင်ဖို့အကောင်းဆုံးသွန်သင်ပြသဆုံးမပေးနိုင်တဲ့ဆရာမဟုတ်ဘူးလားလို့မေးကြရှိတယ်နော်အဲ့တော့မြတ်စွာဘုရားဒီဟူသောဆရာကိုဒီနေရာမှာဘုန်းဘုန်းကရည်ရွယ်တာမဟုတ်ပါဘူးကိုဘဝမှာအကောင်းဆုံးနော်နေထိုင်သွားနိုင်ဖို့ကိုယ်အကောင်းဆုံးဆုံးမပေးနိုင်မယ်နော်သွန်သင်ပေးနိုင်မယ်ထိန်းချောင်းပေးနိုင်မယ်ဆရာတယောက်ရှိတယ်အဲ့ဒီဆရာကဘာကိုရည်ရွယ်ပြီးတော့ပြောတာလဲဆိုတော့သေခြင်းတရားကိုစဉ်းစားဆင်ခြင်လို့ဖြစ်ပေါ်လာတဲ့အသိဉာဏ်ရည်ရွယ်ပြီးတော့ပြောတယ်။ဘုံဘုံတို့ဟာကိုယ့်ဘဝရဲ့အခြေအနေမှန်ဖြစ်တဲ့သေခြင်းတရားကိုဟာသေလူတယောက်ဖြစ်တယ်။နော်သေလူတယောက်ဖြစ်နေတာမှရိုးရိုးမဟုတ်ဘယ်အချိန်မှတောင်းသေရမယ်ဆိုတာကိုသိခွင့်မရတဲ့သေလူဟုတ်လားအဲ့ဒီအခြေအနေမှန်ကိုဘုံဘုံတို့ဟာကျင့်ဖန်များစွာစဉ်းစားမယ်ဆင်ခြင်မယ်နှလုံးသွင်းမယ်ဆိုလို့ရှိရင်အသိဉာဏ်ဟာစိတ်ထဲမှာဖြစ်ပေါ်လာတယ်။သိခြင်းကိုစဉ်းစားဆင်ခြင်လို့ဖြစ်ပေါ်လာတဲ့အသိဉာဏ်တစ်မျိုးပေါ့နော်။အဲ့ဒီအသိဉာဏ်ဟာဘုံဘုံတို့ရဲ့ဘဝမှာမသေးခင်မှာအကောင်းမွန်ဆုံးအဓိပ္ပာယ်အရှိဆုံးအနှစ်သာရရှိဆုံးဘလို့နေထိုင်သွားတဲ့တယ်လဲဆိုတာကိုသူကလမ်းညွှန်ပေးလိုက်။ဟုတ်လား။ဒါလေးကိုဘုံဘုံကပြောကျင်တာနော်။လူတွေဆိုတာကကိုတော့အထင်ရောက်နေကြတဲ့လူတွေပဲများပါ။အဲ့တော့အဓိပ္ပာယ်ကဘာလဲဆိုတော့သူများကိုယ်လာဆရာလုပ်မယ်ဆိုရင်သူမှမကြိုက်ကိုလည်းမကြိုက်ကိုယ်စိတ်ထဲကအလွန်ကိုပဲဒီလိုဟာကိုယ်ထဲအများကြီးတော်တယ်လို့ယုံကြည်လို့စိတ်ထဲကတန်ဖိုးထားတယ်ဆိုရင်တော့ကြိုက်မယ်ပေါ့နော်ဒါပေမဲ့ကိုယ်ဘေးဝန်းကျင်ကနီးစပ်ရာကအဓိပ္ပာယ်ရှိတဲ့အကြောင်းပြချက်လေးနဲ့ကိုယ်ကိုပြောဆိုမယ်တိုက်တွန်းမယ်ဆိုရင်စိတ်ထဲကပါမကြိုက်နိုင်ဆရာလုပ်တယ်ဆိုရင်မကြိုက်ဘူးဟုတ်လားအဲ့တော့သူများဆရာလုပ်တာကိုမကြိုက်တဲ့လူတွေအတွက်
ကိုယ်တိုင်ကိုယ်ဆရာလုံးနိုင်ဖို့ကိုယ့်ရဲ့အသိဉာဏ်ကိုယ်ဆရာလုံးနိုင်ဖို့နော်ဆရာသည်ပင်လင်ကိုတပည့်သည်ပင်လင်ကိုဆိုတာမျိုးကိုဘုန်းဘုန်းတို့စိတ်ထဲမှာသဘောပေါက်မိသေးဖို့ဟုတ်လားဒါဆိုလို့ရှိရင်ဘုန်းဘုန်းတို့မကြိုက်ဘူးလို့မရှိဘူးကိုယ့်ရဲ့အသိဉာဏ်ကိုယ်ဆရာလုံးလာပြီမင်းဒီလိုမနေနဲ့ဒီလိုမလုံးနဲ့ဒီလိုမပြောနဲ့မင်းဒီလိုနေဒီလိုထိုင်ဒီလိုကျင့်သုံးလို့ကိုယ့်ရဲ့အသိဉာဏ်ကိုယ်ဆရာလုံးလာပြီဆိုကိုယ်ကကြည်ကြည်နက်နက်ကိုလက်ခံပါပဲဟုတ်လားအဲ့တော့ကိုယ်အကောင်းဆုံးသွန်သင်ပြသဆုံးမနိုင်တဲ့ဆရာကောင်းတစ်ယောက်ဘုန်းဘုန်းတို့မှာရှိတဲ့ဒါဘုန်းဘုန်းတွေးမိတာလေးတွေကိုပြောတာပါဘုန်းဘုန်းရဲ့ဒါခံစားချက်လေးပေါ့နော်အဲ့တော့တေခြင်းကိုစဉ်းစားလိုက်တိုင်းဘုန်းဘုန်းကတော့ကိုယ့်အတွက်အကောင်းဆုံးဆရာတစ်ယောက်အဲ့ဒီအချိန်မှာကိုနာကနေပြီးတော့ကိုယ်ကိုဆုံးမနေတယ်လို့မျိုးပြောနေတယ်လို့မျိုးခံစားရတယ်ဟုတ်လားဒါကြောင့်ကိုဟာတေရမဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတဲ့တကယ်အခြေအနေမှန်ဒါကိုဘုန်းဘုန်းတို့ကမမေ့တဲ့မြတ်စွာဘုရားကတော့ဘလို့တောင်းတိုက်တွန်းတော့အဘိနံပစ္စဝခိတ္တဗံဆင်ခြင်ရမယ်ဘယ်လောက်ထိဆင်ခြင်ရမှာတော့အဘိနံအမြဲမပြတ်နော်မေငါသည်မရဏတေခြင်းသဘောတရားကိုအနတ္တိတောတိမလွန်မြောက်နိုင်ဘူးမရဏဓမ္မောမိငါခန္ဓာကိုယ်ကြီးဟာတည်တတ်တဲ့သဘာဝကြီးတေချာပေါက်တစ်ချိန်မှာသိရလိမ့်မယ်ကြည့်ရလိမ့်မယ်ပျက်စီးရမယ့်ခန္ဓာကိုယ်ကြီးပျက်စီးသွားမယ့်ခန္ဓာကိုယ်ကြီးဘယ်ချိန်ပျက်စီးသွားမယ်ဆိုတာတော့မသိဟုတ်လားဒီနေရာမှာတေခြင်းနဲ့ပတ်သက်ပြီးတော့တေကိုတေရလိမ့်မယ်လို့တေချာတဲ့သဘောကိုစဉ်းစားတဲ့အခါမှာဘာကလေးအထူးပြုဖို့လိုလဲဆိုတော့ဘယ်ချိန်သေးမယ်ဆိုတာတော့သိခွင့်မရှိဘူးအချိန်မရွေးသေနိုင်တယ်ဆိုတဲ့အဲ့ဒီအချိန်မရွေးဆိုတဲ့စကားလေးကပို့ပြီးတော့အရေးပါတယ်လို့ထင်တယ်။ဦးတော်တခါလေးသေရလိမ့်မယ်လို့စဉ်းစားရင်ဘယ်ချိန်လဲဆိုတော့စိတ်ထဲကရောင်တောင်နဲ့သေချိန်ကြမှာပေါ့။သေချိန်ကဟုတ်ပြီသေချိန်ကဘယ်ချိန်ကြမှာဆိုတော့သေချိန်ကအသက်ကြီးမှပေါ့90 80မှပေါ့ဆိုတော့ဂျားထဲမှာကိုကပါတော့အဲ့ဒါကိုကတကယ်တမ်းကမှန်သလားဆိုတာမမှန်ဘူးအခု20 30သေးသွားတဲ့ကလေးတွေလည်းသူတို့တော့90 80တက်တန်းစီနေရလိမ့်မယ်လို့ထင်နေတဲ့ဂျားတွေကပဲသေးသွားတာပဲလေဟုတ်တယ်မဟုတ်လားအဲ့တော့တကယ်တမ်းကဘယ်ချိန်သေးမယ်ဆိုတာကိုမှတိကျတဲ့သတ်မှတ်ခွင့်မရှိဘူးသိခွင့်လည်းမရှိဘူးအဲ့တော့သေခြင်းကိုစဉ်းစားတဲ့အခါမှာရိုးလေးသူကချိန်ပန်များစွာစဉ်းစားဖို့ပဲလိုတယ်စဉ်းစားပုံစဉ်းစားနည်းကစမ်းသပ်ပြမဟုတ်ဘူးငါဟာသေလူတယောက်ဖြစ်တဲ့သေကိုသေရလိမ့်မယ်ဘယ်ချိန်သေမယ်မှန်းတော့သိခွင့်မရှိဘူးအချိန်မရွေးသေနိုင်တယ်ဒါပဲအဲ့ဒါလေးကိုပဲထပ်စဉ်းစားငါရဲ့သေခြင်းဟာမြဲတယ်ရှင်သန်ခြင်းဟာမမြဲဘူးနော်ငါသာအနာဂတ်ကြီးကိုရှောက်တွေးနေတာတွေးကျင်လို့တွေးတာတကယ်တမ်းကဘလို့ဖြစ်လာလိမ့်မယ်ဆိုဘယ်သူမှမသိဘူးအသက်ရှည်ခြင်းလည်းရှည်မယ်တူခြင်းလည်းတူမယ်ဘုံဘုံကတူလိမ့်မယ်လို့ပြောတာမဟုတ်ဘူးနော်ဒါပေမဲ့ရှည်ခြင်းမှလည်းရှည်မယ်ဆိုတဲ့အမှန်တရားကိုလည်းနားလည်ထားဖို့လိုတယ်ပြောချင်တာကမသေးကြဘူးဆိုတဲ့ဥစ္စာကိုပဲပိုင်နိုင်နားလည်ထားဖို့လိုတယ်ဘုံဘုံကမသေးကြဘူးဆိုတဲ့ဟာကိုသေချာသလိုလှုပ်ထားတာအဲ့ဒါကြောင့်မလို့လွဲနေတာဘုန်းတော်ရှင်တန်ခြင်းနဲ့ပတ်သက်ပြီးတော့တကယ်တမ်းမသေးကြဘူးလို့ဉာဏ်ကတော့သိတယ်ဟုတ်လားဒါပေမဲ့လို့ဉာဏ်ကသိပြီမလို့နေ့စဉ်စိတ်ပုံမှန်စိတ်ကတော့ရှင်တန်ခြင်းကိုဘယ်လိုထင်တာသေချာတယ်လို့ပဲထင်တယ်သေခြင်းကြမှာသေခြင်းဆိုမှဆို90 80ပေါ့ဂျားတွေကတော့သေကိုသေလိမ့်မယ်လို့ထင်ကိုမထင်ဘူးဟုတ်လားအဲ့တော့ဂျားတဲ့လည်းအချိန်မျိုးသေသွားနိုင်တယ်လို့နားလည်ရမယ်ပေါ့အဲ့တော့သေခြင်းကိုစဉ်းစားတဲ့အခါမှာသေလူတယောက်ဖြစ်တယ်ဘယ်ချိန်သေမယ်ဆိုတာတော့သိခွင့်မရတဲ့အချိန်မရွေးသေနိုင်ခွင့်ရှိတဲ့ခန္ဓာကိုယ်ကြီးအချိန်မရွေးသေသွားနိုင်တဲ့သဘောရှိတယ်လို့အဲ့ဒါလိုသေခြင်းကိုကြိမ်ဖန်များစွာစဉ်းစားရင်အတိညာဏ်တစ်မျိုးဖြစ်ပေါ်လာတယ်အဲ့ဒီအတိညာဏ်ကတလုံးနဲ့ပြောရလို့ရှိရင်တော့တဘာဝကြတဲ့လှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်ဖို့အများကြီးသူကတိုက်တွန်းပေးမယ်အနှစ်ချုပ်ပြောရလို့ရှိရင်ကောင်းတာလုပ်ကောင်းတာမြန်မြန်လုပ်ဟုတ်လားဒါသူတိုက်တွန်းမယ်မကောင်းတာမလုပ်နဲ့မကောင်းတာမလုပ်နဲ့ဒီနှစ်ခုပဲအဓိကဟုတ်လားသေခြင်းကိုစဉ်းစားလို့မဖြစ်ပေါ်လာတဲ့အတိညာဏ်ကကိုယ့်ကိုဘာလုပ်ခိုင်းမလို့ကောင်းတာကိုလုပ်ခိုင်းလိုက်မယ်ဘာလို့ရှောင်ခိုင်းမလို့မကောင်းတာကိုရှောင်ခိုင်းလိုက်မယ်အဲ့ဒါလေးကိုဘုံဘုံကပြောကျင်တယ်အဲ့တော့ပြောတဲ့အခါမှာလည်းပဲအလွန်ဉာဏ်ကြီးတော်မူကြတဲ့နော်သူတော်ကောင်းကြီးတွေပြောခဲ့တဲ့ရေးခဲ့တဲ့စာလေးတွေကိုခြေခံပြီးတော့ပြောရရင်ကောင်းတယ်ဝိသုဒ္ဓအောင်စတော်ဘုရားကြီးရေးတော်မူခဲ့တဲ့ဘုန်းတို့ပရမတ္ထသရူပဗေဒနီဆိုတဲ့စာအုပ်ကြီးရှိအဲ့ဒီထဲမှာဝိသုဒ္ဓိမတ်ကိုခြေခံပြီးတော့ရေးတာအဲ့တော့သေခြင်းကိုစဉ်းစားဆင်ခြင်ရင်ရရှိမဲ့အကျိုးကျေးဇူး17မျိုးဆိုပြီးတော့စတော်ဘုရားကြီးကဂါထာသုံးပုဒ်စီထားတာရှိ
အဲ့ဒါလေးကိုဘုံဘုံအခြေခံပြီးတော့ပြောမယ်နော်သေခြင်းကိုစဉ်းစားဆင်ခြင်လို့ဖြစ်ပေါ်လာတဲ့အတိညာကိုယ်ကိုဘလို့ထိန်းချောင်းပေးမလဲကိုယ်ကိုဘလို့ဆုံးမမလဲကိုယ်ကိုဘလို့သွန်သင်မလဲအနုနေအကျဉ်းနေနဲ့ကိုယ်ကိုချော့မော့သမဟုတ်ချင်းချောက်ပြီးတော့ဘလို့ကောင်းတဲ့ဘက်မှာနော်နေထိုင်သွားနိုင်အောင်ဘလို့ဆုံးမနိုင်မလဲဆိုတာကိုသိနိုင်တယ်ပေါ့နော်ဒီကထာလေးသုံးဖို့ကဟုတ်လားအဲ့ဒါပထမကထာလေးကဘာရေးထားတော့ဆိုတော့အပမတ္ထာတရာဟောတာလပတိအနပိရတေဇီဝေနိကံတေဇဟတိပပံသောကရဟိဘဝေအပမတ္ထာတရာဟောတာတေခြင်းကိုအမှတ်ရပြီးစဉ်းစားဆင်ခြင်ရင်းနဲ့နေလေးနေထားရှိတဲ့ပုဂ္ဂိုလ်ဟာအပမတ္ထာတရာဟောတာအမြဲတမ်းကုသိုလ်ကောင်းမှုမှာမမေ့မလျော့တဲ့အပမာဒတတိတရားနဲ့ပြည့်စုံလိမ့်မယ်တဲ့ဟောနံပါတ်1အဲ့ဒါပဲနော်တေခြင်းကိုစဉ်းစားဆင်ခြင်မှများရင်အတိညာကကိုယ်ကိုခိုင်းနေမယ်ကောင်းတာမမေ့နဲ့လှုပ်မသေးခင်လေးလှုပ်ရတာနော်သေရမယ့်ဘဝအတွက်အနှစ်သာရကောင်းတာလှုပ်လိုက်တာပဲရှိတယ်ကျန်တာဘာမှအနှစ်သာရမရှိဘူးပြီးတော့လည်းဒီလိုပဲပြီးသွားမှာဟုတ်လားကိုယ်ကသူဘာတွေအရေးကြီးတယ်ဘလို့ပဲထင်းနေသေပြီဆိုရင်ပြီးတာပဲလေပြီးသွားတာအဲ့တော့မသေးခင်လေးမှာအနှစ်သာရရှိတာလေးသူကခိုင်းလိုက်မယ်ဘာခိုင်းမလို့ကောင်းတာလို့ကောင်းတာကိုမမေ့နဲ့ဟောနံပါတ်1အဲ့ဒီအကျိုးကျေးဇူးရမှာနော်အပမတ္ထာတရာဟောတာတရားအခါခတ်သိမ့်အပမတ္ထာမမေ့မလျော့တဲ့သဘောဟာဖြစ်ပေါ်လာလိမ့်မယ်နောက်ဒုတိယပါပြောအပမတ္ထာတရားဟောတာလဘတိအနဘိရတေအနဘိရတေဒီယုတ်တည်နေစဉ်ဆက်မပြတ်ဖြစ်ပေါ်နေတဲ့ဒီဘဝဒီတန်တရားနော်ဒီခန္ဓာဒီအနေအထားကိုနော်ပျော်မွေ့တယ်ဆိုတဲ့သဘောမရှိဘူးတဲ့ဒါဟာပျော်မွေ့စရာကောင်းတဲ့အခြေအနေမဟုတ်ဘူးဒါဟာညီးငွေစရာကောင်းတဲ့အခြေအနေတစ်မျိုးသာဖြစ်တယ်လို့ယုံနိုင်ရဲ့ပုံမှာအမှန်သိပြီးတော့ညီးငွေတဲ့ဉာဏ်ကိုမပျော်မွေ့တဲ့ဉာဏ်ကိုတေချာပေါက်ရလိမ့်မယ်နည်းနည်းသွားပြီနော်ဘဝရဲ့ပုံမှာမပျော်မွေ့ဘူးဆိုတဲ့အမှန်ကိုသိပြီးမှမပျော်မွေ့ဘူးဆိုတာဖြစ်တာနော်တေရမယ့်ဘဝရတယ်တေတယ်ဘာကောင်းလဲလို့အမြင်မှန်ရတာသူကဟုတ်လားအဲ့ဒါကိုလဘတိအနဘိရတေမပျော်မွေ့တဲ့သဘောကိုသူတေချာပေါက်ရလိမ့်မယ်တဲ့အပမတ္ထာတရာဟောတာလဘတိအနဘိရတေဇီဝေနိကံတိဇဟတိဇီဝေအသက်၌နိကံတိနှစ်သက်ခြင်းကိုဇဟတိပယ်နိုင်လိမ့်မယ်ကိုယ့်ရဲ့အသက်ကလေးကိုအလွန်မဲ့မောနေတဲ့တဏှာလောဘကိုပယ်နိုင်လိမ့်မယ်တဲ့ဇီဝေနိကံတိဇဟတိအဲ့ဒီဥစ္စာကအရေးကြီးတယ်အသက်ရဲ့အပေါ်မှာတွေ့တာမှုအားကြီးလို့ရှိရင်ဒီအချိန်မှာတိတ်မသိတာကိုသေခါလေးမှာအကြီးကျယ်ဆင်းရဲရလိမ့်မယ်အသက်ပေါ်မှာတွေ့တာရင်တွေ့တာတော့မသေးခြင်းဘူးကိုကမသေးခြင်းဘူးအသက်ကသေးမယ်တကယ်ဖြစ်နေပြီသေမယ်လို့လည်းကိုကရိပ်မိနေပြီဒါဒီကိုယ်စိတ်ကအဲ့ဒါကိုလက်မခံနိုင်ဘူးဘာဖြစ်လို့တော့ဒီအသက်ရဲ့ပေါ်မှာတွေ့တာမှုကရှိတယ်ဒီအခြေအနေလေးကိုဘုံဘုံတော့မပြတ်သားနိုင်ဘူးပေါ့နော်ကဲမင်းသေရင်လည်းသေတော့လို့မလုံးနိုင်အဲ့ဒီမှာမျက်ရည်လေရွေးနဲ့ဒုက္ခရောက်တော့တာပဲအဲ့ဒီအခြေအနေမျိုးကိုမရောက်အောင်ဇီဝေနိကံတိဇဟတိအသက်ရဲ့ပေါ်မှာတွေ့တာတဲ့တဏှာလောဘကိုပယ်နိုင်လိမ့်မယ်တဲ့ဟိုကပေနိုင်လောက်အောင်စဉ်းစားရင်မပေနိုင်သေးခင်မှာလည်းနေပါသွားစီမယ်ပေါ့ဟုတ်လားအပမတ္ထာတရာဟောတာလဘတိအနဘိရတေဇီဝေနိကံတိဇဟတိပါပံသောကရဟိဘဝေသောထိုပုဂ္ဂိုလ်သည်ပါပံမကောင်းမှုကိုကရဟိဘဝေကဲ့ရဲ့တဲ့အနေအထားကိုသူရောက်သွားလိမ့်မယ်မကောင်းမှုကိုကဲ့ရဲ့ရှုံချနိုင်တဲ့အရည်အသွေးသူရလိမ့်မယ်မကောင်းတာဘာမှမကောင်းဘူးမကောင်းမှုရဲ့ပုံမှာဆက်ဆုပ်တဲ့သဘောမကောင်းမှုရဲ့သဘောမှာအမှန်မြင်ပြီးတော့မကောင်းမှုကိုနော်ကဲ့ရဲ့နိုင်တဲ့စိတ်ရှိလာလိမ့်မယ်တဲ့ဘုန်းတော်ကမကောင်းမှုကိုကဲ့ရဲ့နိုင်တဲ့စိတ်တခါတလေမရှိဘူးနော်မကောင်းတာကိုလှုပ်တဲ့လှုပ်ထိုက်လို့လှုပ်တယ်ဆိုတဲ့အခြေအနေမျိုးနဲ့မမယွင်ယွင်ဆင်ញင်သုံးသက်တဲ့အခါကာလမျိုးတောင်ရှိနေတတ်တယ်ဟုတ်လားအဲ့တော့မကောင်းမှုဟာဆင်းရဲဒုက္ခကိုပဲဖြစ်စေတဲ့အတွက်ကြောင့်နော်အသက်ရှင်တန်စဉ်အတွင်းမှာဒီမကောင်းမှုလေးကတော့တတ်နိုင်သမျှကင်းအောင်လှုပ်တဲ့တယ်ဆိုတဲ့အမြင်ရှိပြီးတော့မကောင်းမှုရဲ့ပုံမှာအကောင်းမမြင်တဲ့သဘောပေါ့ဘာမှမကောင်းမှုမကောင်းတဲ့အချက်မရှိဘူးမလှုပ်တဲ့ဘူးမကောင်းမှုကိုကဲ့ရဲ့နိုင်တဲ့ဉာဏ်သူရမယ်တဲ့ဘယ်နှမျိုးရှိပြီတော့၄မျိုးအပမတ္ထာတရာဟောတာအမြဲတမ်းမမေ့မလျော့ကုသိုလ်ကောင်းမှုတွေမှာအမှတ်ရပြီးတော့သူစ조사လိမ့်မယ်လဘတိအနဘိရတေဘဝရဲ့ပုံမှာမပြောမွေ့တဲ့ဉာဏ်ကိုသူရလိမ့်မယ်ဇီဝေနိကံတိဇဟတိအသက်ရဲ့ပုံမှာတွေ့တာမမောမှုကိုစွန့်ခွာနိုင်လိမ့်မယ်ပါပံသောကရဟိဘဝေမကောင်းမှုကိုကဲ့ရဲ့ရှုံချနိုင်တဲ့ဉာဏ်ကိုသူရလိမ့်မယ်ဟုတ်တယ်နော်ပြီးတော့ဗာဆက်ပြောတော့ဒုတိယဂါထာအတ္တနိတိဘဟုလောစပရိက္ခာရေတွမစ္စေသောအနိစ္စတင်ညာပရိစေယကတေတာသတ္တုပတိဋ္ဌတိအတ္တနိတိဘဟုလောစဘဝမှာအများကြီးသိမ့်ထားတယ်လို့မရှိဘူးတဲ့သိခြင်းကိုစဉ်းစားတယ်လို့ဟုတ်လား
တေချင်းကိုစဉ်းစားလို့တရားမှာကိုသဘောပေါက်ထားတဲ့လူကသူသိရင်ဘာမှသိကြံမှာမဟုတ်ဘူးသူကနော်သာဝနေလေးကျမကြီးလေးအစဉ်ပြေရင်ပြီးပြီအများကြီးဟိုကလည်းဘဇုဖို့ဘယ်ဘဖို့ဘာဖို့ညာဖို့ဟာတွက်လို့ချက်လို့မဆုံးနိုင်လောက်အောင်စုဆောင်းထားတာမျိုးသူ့မှာရှိမှာမဟုတ်အတ္တနိတိဘဟုလောစအများကြီးသိရှိထားတာမရှိဘူးဆိုတဲ့စကားကိုတေချာစဉ်းစားရင်နည်းနည်းတော့သိရှိရမယ်ဆိုတဲ့သဘောတော်လည်းပါနေတယ်နော်ဟောတော့မသေးသေးဘူးလေမသေးသေးခင်မှာဘုန်းတို့စားဖို့တောက်ဖို့ကျမရေးဖို့ဘာဖို့ညာဖို့ဆိုရှိသေးတာဟုတ်လားဒါပြန်ပြောထားတဲ့စကားလေးတွေအလွန်ဆွန့်လွတ်တယ်ဟုတ်လားအတ္တနိတိဘဟုလောစအများကြီးတုံပြီးသိရှိထားတာမျိုးသူ့မှာမရှိဘူးတဲ့ပရိက္ခာတွေသမစ္စေတော့ကိုယ့်ရဲ့အသုံးဆောင်ပစ္စည်းရလေးတွေရဲ့ပုံမှာနှမျောတယ်ဝင်းတိုးတယ်ဆိုတာသိမရှိဘူးတဲ့ပေးနိုင်တယ်ဝင်းနိုင်တယ်မျှနိုင်တယ်မျှဝေပြီးတော့သုံးဆောင်နိုင်တယ်ပေါ့နော်ရောစားကြအောင်တောက်ကြအောင်ကိုယ့်ဟာလေးဝေနိုင်တယ်မျှနိုင်ဒီသဘောလေးတွေရှိတာဒါအကောင်းဆုံးဆရာကိုယ်ဆုံးမနေတဲ့သဘောပဲမင်းသိပြီးတော့သိမထားနဲ့နော်အများကြီးကြံခဲ့တယ်ဆိုရင်အဲ့ဒါကဲ့ရဲ့တရားကြီးဖြစ်တယ်ဒီလူကကောင်းကောင်းသုံးမသွားဘူးဆိုတာရှာယုံပဲရှာပြီးတော့သုံးမသွားဘူးလို့သူများကဲ့ရဲ့လိမ့်မယ်ဟုတ်တယ်မဟုတ်လားအတ္တနိတိဘဟုလောစအများကြီးသိမ့်ထားတာမရှိဘူးပရိက္ခာတွေတော့မစ္စေတော့အသုံးဆောင်ပစ္စည်းလေးတွေရဲ့ပုံမှာဝင်တိုးတယ်ဆိုတာမရှိဘူးပရိက္ခာတွေတော့မစ္စေတော့အနိစ္စတင်ညာပရိစေယကတေတာသတ္တုပဋိဋ္ဌတိယုံနာတို့ရဲ့မတည်မြဲမှုအနိစ္စသဘောကိုမြင်တဲ့ဝိပဿနာဉာဏ်ကိုအလို့လို့ရလိမ့်မယ်တဲ့ဟောဒီချက်ကရန်စဉ်းစားတယ်ကောင်းနော်တေခြင်းကိုချိန်ပါများစွာစဉ်းစားတယ်ကိုကတေရမဲ့လူတေရမဲ့ဘဝပဲချင်းတေမယ်မှတော့မသိဘူးလို့ထပ်ပြီးတော့စဉ်းစားနေတယ်နေလားညာလားတေသွားနိုင်တယ်လို့တေခြင်းကိုနီးကပ်စဉ်းစားလေလေဩယုံနာပျက်စီးခြင်းနဲ့အဆုံးသတ်ရတယ်ဆိုတာသဘောပေါက်ပြီးတော့ဘယ်အထိ तू ကဉာဏ်ကစူးသွားနိုင်မှာဆိုတော့အချိန်တိုင်းပျောက်ပြက်လိုက်နေတဲ့သဘောကိုတောင် तू မြင်သွားနိုင်တယ်အခုပြီးသွားတယ်အစဉ်ပြေနောက်ထပ်ဖြစ်တယ်အခုပြီးလိုက်နေအခုဘုံအတန်လေးတွေလည်းပြီးလိုက်တယ်ပျောက်လိုက်တယ်အစဉ်ပြေကြိုက်မကြိုက်ဖြစ်စဉ်တွေအကုန်လုံးဟာထောက်လျှောက်ပြီးလိုက်တယ်ဟုတ်လားအဲ့ဒါပါတော့အနိစ္စနော်အဲ့ဒီအနိစ္စကိုမြင်တဲ့ဉာဏ်ကိုတောင်သိခြင်းတရားကိုစဉ်းစားဆင်ခြင်ရနိုင်တယ်တဲ့သဘောပေါက်လားနော်အနိစ္စတင်ညာပရိစေယကသေတာသတ္တုပဋိဋ္ဌတိသေတာသတ္တုပဋိဋ္ဌတိဆိုတာကျွင်းကြံတဲ့လက္ခဏာနှစ်ပါးကိုလည်းသူရလိမ့်မယ်လို့ပြောတာကျွင်းကြံတဲ့လက္ခဏာနှစ်ပါးကဒုက္ခနဲ့အနတ္တနော်ယုံနာမှလို့ရှိရင်သူတို့ရဲ့သဘောတဘာဝလက္ခဏာဘယ်နှမျိုးရှိတော့၃မျိုးရှိတယ်အနိစ္စရဲ့ဒုက္ခရဲ့အနတ္တရဲ့အနိစ္စကိုမြင်ရုံနဲ့မကဘူးတဲ့ဘောဟာကောင်းမွန်တဲ့အနေအထားမဟုတ်ဘူးယုံနာတွေကကောင်းတဲ့သဘောမဟုတ်ဘူးဆင်းရဲတဲ့သဘောမျှတာဖြစ်တယ်ဆိုတဲ့ဒုက္ခဆိုတဲ့အမှန်တရားလက္ခဏာကိုလည်းသူမြင်သွားမယ်ဒီရင်ကိုစဉ်းစားရင်အနတ္တဆိုတဲ့အစိုးမရတဲ့မပိုင်တဲ့ငါသူသဘောမဟုတ်တဲ့တက်ပြက်ချိန်ကြရင်ပြက်သွားတာဘယ်သူမှဒါကြီးကိုဘုန်းဘုန်းတို့ထိန်းလို့ရတာမဟုတ်ဘဲတကူရှင်မှာဘာမှမတတ်နိုင်ဘူးဒီဥစ္စာယုံနာတော့သူပျောက်ချိန်တိုင်ရင်ပျောက်သွားတာပဲအဲ့ဒီအနတ္တသဘောကိုဘာဖြစ်သွားနိုင်လဲမြင်သွားနိုင်တဲ့ပထမဂါထာက၄မျိုးပြောတယ်နော်အပမဒတရာဟောတာလပတိနာပိတိဇီဝေနိကန္တိဇတိပပန်သောကရေဝေကောင်းမှုမှမမေဘူးနော်ဘဝရဲ့ပုံမှာမမောတဲ့သဘောနဲ့နော်ตายရနေတဲ့သဘောမရှိဘူးဟုတ်လားအသက်ရဲ့ပုံမှာကြီးကပ်တွေ့တာမှုကိုပယ်နိုင်လိမ့်မယ်မကောင်းမှုကိုကဲ့ရဲ့တဲ့သဘောရှိတယ်ဒါ၄မျိုးဒုတိယဂါထာပါပြောတယ်အတ္တနိတိဘဟုလောစအများကြီးသိမ်းထားတာမရှိဘူးပရိက္ခာလေးသွားမစ္စေတော့အသုံးဆောင်တွေမှာနှစ်မျိုးဝင်တိုးတယ်ဆိုတာမရှိဘူးအနိစ္စတင်ညာပရိစ္ဆေကသေတာသတ္တုပဋိဋ္ဌတိအနိစ္စဒုက္ခအနတ္တယုံနာတို့ရဲ့သဘောတဘာဝအမှန်ကိုမြင်လာလိမ့်မယ်တဲ့သူက၅မျိုးတောင်ပြောတယ်နော်ပထမဂါထာ၄မျိုးနောက်ကဂါထာ၅မျိုးဘယ်နှမျိုးရှိသွား9မျိုးရှိရနော်နောက်တတိယဂါထာဘာပြောတော့အဘယောအတ္တံဘုံလောဝတန်တောကာလံကရောတိတောအမတန်စီနာတိကတောသောတုဂတိပရာယနောဟုတ်လားအဘယောအတ္တံဘုံလောဝတန်တောကာလံကရောတိတောအဘယောမကြောက်ဖဲတာလျင်အတ္တံဘုံလောမတွေးဝေပဲတာလျင်တန်တောတိတိငြိမ်ငြိမ်ချမ်းချမ်းသာသာကာလံကရောတိသေခြင်းကိုပြုနိုင်လိမ့်မယ်သေခြင်းကိုတောင်အကောင်းဆုံးရင်ဆိုင်နိုင်အောင်အဲ့ဒီဆရာကနေစဉ်အခါမှာကိုယ်ကိုလမ်းကြောင်းပေးကြတာမင်းဒီတိုင်းလေးနေဟုတ်လားဒီတိုင်းလေးနေလို့ तू ကနေခိုင်းတော့ကိုကနေဖြစ်သွားတယ်ပေါ့နော်ဒီတိုင်းလေးနေဆိုတာဘယ်နှမျိုးတောင်ပြောကြတယ်9မျိုးတောင်ပြောကြတယ်နော်ကောင်းတာကိုမမေ့နဲ့အမြဲလို့နော်မကောင်းတာကိုကဲ့ရဲ့နိုင်ရှုံချတယ်ရှောင်ကျင်ပေါ့နော်အသက်ရဲ့ပုံမှာတိတ်မတွေ့တာနဲ့ဟုတ်လားဘဝရဲ့ပုံမှာတိတ်ပြီးတော့ပျော်ရွှင်စရာလို့အမြင်မှားကြီးနဲ့မြင်မနေနဲ့ဟုတ်လားပြင်ပါတော့အများကြီးတိတ်မထားနဲ့ဟုတ်လားတိတ်ပြီးတော့ဝန်တိုးမနေနဲ့တေးရန်ကုန်ထားခဲ့ရမှာဒီသဘောတွေကို तू ကဘာလို့လဲကိုယ်ဆုံးမနေဆဒုက္ခအနတ္တလက္ခဏာကြီးပါမြင်လာပြီဆိုရင်ဟောသူ့ရဲ့အမြင်တွေကအလွန်မှကို
မြင့်မားတယ်နော်အဲ့လိုလေးအစစ်မြင့်မြင့်နေလာတဲ့လူတယောက်ကတေဂာနီးမှာကောင်းကောင်းမွန်မွန်မသိနိုင်တဲ့အကြောင်းဘာမှမရှိဘူးဒါတေခြင်းကိုစဉ်းစားပါများတော့သူ့မှာကြိုတင်ပြင်ဆင်မှုတွေကအမြဲတမ်းရှိခဲ့တဲ့အတွက်ကြောင့်သူဘလိုနည်းနဲ့တေခြင်းကိုရင်ဆိုင်သွားမှာလို့အာဘေယောအတ္တမုံလောဝတန်တောကာလံကရောတိတောအာဘေယောမကြောက်ဖဲတာနဲ့အတ္တမုံလောဝမတွေးဝေဖဲတာနဲ့ကြောက်တာမရှိဘူးတွေးဝေတာမရှိဘူးတချို့ကကြောက်တော့မကြောက်ဘူးဘာမှမသိဘူးဘုရားနဲ့သိပါလားဟုတ်လားအသက်ရှင်နေဆိုရင်ပဲရှင်နေတာတတိကောင်းကောင်းရှိတာမဟုတ်ဘူးနော်အဲ့ဒါမျိုးလည်းမဟုတ်ကြောက်တာမရှိဘူးတွေးဝေတာမရှိဘူးတန်တောတဲ့လှုပ်ရှားနေတာမရှိဘူးလှုပ်ခတ်နေတာမရှိဘူးအလွန်တည်ငြိမ်တယ်အေးစစ်သေးပဲပေါ့ရစကားလေးနဲ့ပြောရဟုတ်လားတေခြင်းကိုပါတော့အေးစစ်သေးသူရင်ဆိုင်နိုင်လိမ့်မယ်တဲ့အဲ့ဒါ10ခုမြောက်အကျိုးကျေးဇူးနော်7ခုမြောက်အကျိုးကျေးဇူးကျတော့ဘာပြောတော့ဆိုတော့အမတန်စေနာတိကတောသောတုဂတိပရာယနောနော်အမတန်စေနာတိကတောနော်အမတဆိုတာနိဗ္ဗာန်ကိုပြောတာနော်မသေးရနိဗ္ဗာန်အမတန်စေနာတိကတောဒီနိဗ္ဗာန်ကိုမမြင်သေးဘူးနိဗ္ဗာန်ကိုမြင်နိုင်တဲ့မဲ့ဉဏ်ပူဉဏ်မရသေးဘူးဆိုရင်တဲ့အဲ့ဒီသေခြင်းကိုစဉ်းစားဆင်ခြင်တဲ့ပုဂ္ဂိုလ်ဟာသောတုဂတိပရာယနောသေချာပေါက်ကောင်းရမြတ်ရကိုသိပြီးတဲ့နောက်မှာသူရောက်လိမ့်မယ်တဲ့တမလွန်ရေးကိုပါအမခံချက်ပေးသွားတာပေါ့နော်ဟုတ်လားအကျိုးကျေးဇူးပဲတစ်မျိုးပြောသွားတော့7မျိုးပြောသွားတာနော်အလွန်မှတ်သားစရာကောင်းတယ်ဟုတ်လားဒီအကျိုးကျေးဇူး7မျိုးရအောင်ဘယ်သူကလုပ်ပေးမှာတော့ဆိုရင်သေခြင်းကိုစဉ်းစားဆင်ခြင်လို့ဖြစ်ပေါ်လာတဲ့အတိညာဏ်ကကိုယ့်ကိုလုပ်ပေးသွားမှာဟုတ်လားအဲ့တော့ဒီဥစ္စာကိုစဉ်းစားကြည့်ရင်ဘုန်းတော်မသေးခင်မှာလည်းပဲတန်ဖိုးရှိရှိအဓိပ္ပာယ်ရှိရှိသဘာဝကြကြသူနေထိုင်သွားနိုင်တယ်သိရင်လည်းပဲသူဟာတီတီငြိမ်ငြိမ်အေးအေးချမ်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 းသာသာသိသွားတယ်အနေလည်းလှတယ်အသေးလည်းလှတယ်နော်ပြီးရင်လည်းပဲသိပြီးတဲ့နောက်မှာလည်းကောင်းမွန်တဲ့ဘဝကိုရောက်လိမ့်မယ်ဘုန်းတော်တွေကဒါမှမစဉ်းစားလို့မရဘူးနော်ငါဘယ်လိုနေသွားမှာလို့သိတော့ငါဘယ်လိုသိမှာလို့ဒီလူကြီးရတဲ့အပြန်နောက်တမလွန်ဘဝကိုငါဘယ်လိုသွားမှာတော့ဒါစဉ်းစားရမှာဘုန်းတော်ဒီဘဝတွေရဟန္တာဖြစ်အောင်တော့ကြိုးစားအထုတ်မယ်ဆိုတဲ့အနေအထားမျိုးအများစုကမရှိပါဘူးရှိခဲ့မယ်ဆိုရင်လည်းပဲအောင်မြင်ဖို့ပေါက်မြောက်ဖို့ဆိုတာလူတရားမတရားမလွယ်ဘူးဟုတ်တယ်မဟုတ်လားအဲ့တော့ဘဝကအစိုးမတတ်နိုင်သေးတဲ့အတွက်ကြောင့်ဘဝတွေကဘာလို့အောင်လဲဆက်ပြီးတော့သွားနေရအောင်ဒါကြောင့်မလို့အခုဒီလက်ရှိဘဝမှာကိုကပစ္စည်းဥစ္စာအပြင်အရန်ဆင်ပြေတဲ့တတိတယောက်ဖြစ်ကောင်းဖြစ်မယ်နောက်ခေတ်ပညာတွေအများကြီးတတ်တဲ့ပညာတတ်တယောက်လည်းဖြစ်ကောင်းဖြစ်မယ်အစသာအဆင်ပြေတဲ့လူတယောက်လည်းဖြစ်ကောင်းဖြစ်မယ်သို့တော်လည်းပဲဒီအချက်ကိုဒီဘဝရဲ့အခြေအနေမှန်ဖြစ်တဲ့ကိုဟာသေလူပါဆိုတဲ့အမှန်တရားကိုမစင်သားဘူးမစင်ကြင်ဘူးကိုဘဝလေးကိုတာယာပြီးတော့နေမယ်ဆိုရင်ကိုကအချိန်မရွေးအခြေအနေဆိုတဲ့အနေအထားကိုထိုးဆင်းသွားနိုင်တယ်။အောင်ဆိုတော့အလွန်ကြီးမားတဲ့အပြောင်းလဲဟာအချိန်မရွေးဖြစ်နိုင်တာပဲလေ။ဟုတ်တယ်မဟုတ်လား။သေပြီဆိုတာနဲ့ဒါအကုန်လုံးပြန်စမယ်ပေါ့နော်။အဲ့တော့သေပြီဆိုတာရက်လည်းပဲချင်းသေမယ်မှတကယ်သိတာမဟုတ်အခုဘုံပြောနေတာတွေဟာတခုမှစိတ်ကူးရင်မပါဘူး။အဲ့တော့အခြေအနေဘယ်လောက်ပဲခုလောလောဆယ်လေးကောင်းနေကိုယ့်ရဲ့အကောင်းဆုံးဆရာရဲ့လမ်းညွှန်မှုနဲ့ဘုန်းဘုန်းတို့တွေဟာနေကိုနေနိုင်ရအဲ့တော့ကိုယ့်ကိုအကောင်းဆုံးလမ်းညွှန်ပေးမဲ့ဆရာတယောက်ကိုလည်းရှိအောင်ဘုန်းဘုန်းတို့ကစူးစမ်းထားရဟုတ်လားဒါလေးကိုဘုန်းဘုန်းကပြောခြင်းဟုတ်လားဒါကြောင့်မို့လို့ကိုကဘဝကိုဆုံးသက်နိုင်သေးတဲ့ပုဂ္ဂိုလ်မဟုတ်သေးဘူးဘဝခီးကိုဆက်ရအောင်မဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကိုပိုင်နိုင်နားလည်ပြီးတော့အစဉ်ပြေပြေဆက်လက်ပြီးတော့သွားနိုင်ဖို့ဘုန်းဘုန်းတို့စူးစမ်းခုလောလောဆယ်အစဉ်ပြေးနေတာနဲ့ဘုန်းဘုန်းတို့ကဒီလေးနဲ့တစ်ပတ်မှာနော်မစူးစမ်းပဲနေလို့ဖြစ်မှာမဟုတ်ဘူးနော်မြတ်စွာဘုရားလက်ထက်ကလူတိုင်းကြားဖို့ပါတယ်မြတ်စွာဘုရားရှင်အနန္ဒာနောက်တော်ပါပြီးတော့နောက်တာဝတိမျိုးလေးကိုစွန့်ခံကြွတဲ့အခါမှာဝက်မာကလေးကိုမြင်ပြီးတော့ပြုံးတော်မူတယ်ဆိုတာကြားဖို့တယ်မဟုတ်လားမရှင်အနန္ဒာကပြုံးခြင်းရဲ့အကြောင်းကိုမေးလို့မြတ်စွာဘုရားဒီဝက်မာလေးကကောက်ကုတ္တန်မြတ်စွာဘုရားလက်ထက်ကနော်မင်းသမီးလေးဖြစ်ခဲ့တာသူ့ရဲ့အခြေအနေမှန်လေးကိုမြတ်စွာဘုရားပြောပြတာအဲ့ဒါကိုမဟာစီဆိုကြီးဆောင်ပုဒ်စီတတ်တာရှိတယ်လူကျက်မကြီးမင်းသမီးတပြာဗြဟ္မာတထေးဝက်ကလေးဖြစ်ရဝက်ဘဝမရောက်ခင်၅ဘဝပြောတယ်နော်လူဖြစ်တယ်တဲ့လူမိန်းမလေးတယောက်ဖြစ်တယ်အဲ့ဒီလူဘဝသေတဲ့အခါကျတော့နော်ကျက်မလေးသွားပြီးတော့ဖြစ်တယ်ဟိုကကျက်မဖြစ်တဲ့အခါကျတော့အဲ့ဒီကျက်ကလေးကသူကထီထီမတွေနေတဲ့ကျောင်းသားမှာကျက်စားတာဟုတ်လားအဲ့ဒါနဲ့ဒီလင်းယုံလို့အသိသိန်းလို့စွန့်လို့အကောင်တကောင်ကသူ့ကိုထိုးထုတ်ပြီးတော့ခေါင်းဖြတ်ပြီးစားအဲ့ဒီကာနီလေးမှာအဲ့ဒီထီထီမတွေရွတ်ဆိုတဲ့တရားသံကြားပြီးတော့တည်တဲ့အတွက်ကြောင့်နောက်ဘဝကျတော့လူဖြစ်တယ်သူကလူကျက်မကြီးမင်းသမီးတစ်ဖြာလူမရိုးလူမဟုတ်ဘူးမင်းမျိုးမင်းတွေအတိုင်းဝိုင်းမှာမင်းသမီးသွားပြီးတော့ဖြစ်တယ်အဲ့ဒီမင်းသမီးဖြစ်တဲ့အခါကျတော့သူကပထမဇန်ရတယ်ဘာလို့ပထမဇန်ရလို့ဆိုတော့အိမ်သာတည်ရင်းနဲ့အောက်ခြေမှာပိုးလောက်တွေတပွားပွားဖြစ်နေတာမြင်ရတယ်ပုလူဝကတင်ညာလို့စာလို့ခေါ်တာပေါ့နော်ဒီခန္ဓာကိုယ်ကြီးကနော်ယွန်ရှာရှက်ဆုပ်ဖွယ်အမှန်တရား
မြင်လိုက်တာအဲ့မှာစိတ်ကငြိမ်သွားဒါဘုံဘုံအကျဉ်းမြင်လေးပြောပြတာပါနော်ဒီပိုးလောက်တွေရဲ့အဆင်းရဲ့ပုံမှာငြိမ်လဲငြိမ်တယ်ခန္ဓာကိုယ်ရဲ့ဒီအတုပမတင့်တဲ့သဘာဝတွေကိုဆက်ဆက်ပြီးတော့မြင်နေတဲ့စိတ်မှာနိဝရဏတရားကင်းပြီးတော့ဇံသဘောမျိုးရဟုတ်လားအဲ့ဒါလေးကသူ့စိတ်ကိုအရန်ချမ်းသာစီအိမ်သာတရင်နဲ့ဖြစ်တဲ့သူတော်ကောင်းတရားနော်ဟုတ်လားသူတော်ကောင်းတရားဆိုတာအမှန်ကိုသိတာကိုပြောတာဟုတ်လားအိမ်သာတရင်နဲ့ရအဲ့ဒီဥစ္စာလေးကမပြည့်စည်ဘူးဒီပထမဇန်လေးကသူကစိတ်ပူလောင်လာတယ်ဆိုဒါလေးနဲ့နေဒါလေးကပဲသူ့ရဲ့နေရာလေးပေါ့စိတ်ရဲ့နေရာလေးပေါ့လူမှာနေရာရှိတယ်လို့စိတ်မှာလည်းနေရာရှိတယ်နော်စိတ်ကိုအကောင်းဆုံးနေရာမှာချထားနိုင်ဖို့ဘုန်းတော်စိတ်ရဲ့နေရာလေးတွေဖန်တီးထားဖို့လိုတယ်ပေါ့အဲ့ဒီပထမဇန်လက်ရှိနဲ့သေတဲ့အတွက်ကြောင့်သေတော့ဗြဟ္မာဖြစ်တယ်နော်လူကျက်မာကြီးမင်းသမီးတစ်ဖြာဗြဟ္မာတတိဝက်ကလေးဖြစ်ရဗြဟ္မာပြည်ရောက်တာဗြဟ္မာပြည်ရောက်တဲ့အခါကျတော့သူ့ရဲ့ဇန်ရှင်ကအကုန်တော့ကုသိုလ်ကံရှင်ကုန်တော့စုတည်တာပေါ့နော်အဲ့ဒါသူကအပေပုံထိသွားမှာဒါပတိဗြဟ္မာပြည်ဟာဇန်ရှင်နဲ့ဖြစ်တဲ့ဘုံဘဝဖြစ်တဲ့အတွက်ကြောင့်သူကအရှင်ဝါကြီးလို့ဗြဟ္မာသေးလို့ရှိရင်အပေပုံကိုတောက်လျှောက်တတ်မရောက်ဘူးဂျားကနတ်ပြည်သို့မဟုတ်လူပြည်တစ်ခုခုမှဖြစ်ပြီးတော့မှသာလေအပေပုံကိုရောက်နိုင်တယ်ဟုတ်လားအဲ့တော့တထေးသမီးဖြစ်တယ်တဲ့ဗြဟ္မာပြည်ရဲ့သေးတဲ့အခါကျတော့အဲ့ဒီတထေးသမီးဘဝမှာမာနာကြီးတဲ့အတွက်ကြောင့်တထေးသမီးကသေးတဲ့အခါကျတော့ဘာဖြစ်တယ်ဘာဖြစ်တယ်လောလောဆယ်တော့အဆင်ပြေတာပဲတထေးသမီးဘဝဟုတ်လားသူ့တဲ့တောင်အဆင်ပြေခဲ့သေးတယ်ဗြဟ္မာပြည်တုန်းကဟုတ်လားစဉ်းစားနော်ဗြဟ္မာပြည်တုန်းကသူ့တဲ့တောင်အဆင်ပြေခဲ့သေးတယ်ဒါသည်ငါအောက်ဖက်ကိုသွားနေရလို့ तू မသိဘူး तू ကတော့သူ့ကို तू ဘယ်သွားလို့သွားနေမှသိတာမဟုတ်ဒါအမြင့်အနေပြီးတော့အမြင်ကျတဲ့လူမှသိနိုင်မှာဟုတ်လားတကယ်ဆိုရင် तू ဗြဟ္မာပြည်နဲ့တထေးဖြစ်တယ် तू ဘယ်ကိုသွားနေအောက်ကြနေဟုတ်လားအဲ့ဒီချိန်အချိန်ကိုထိရင်ထိမထိရင်ဆက်သွားမယ်အောက်ကိုအဲ့ तू အချိန်မထိနိုင်ဘူးအောက်ကြတဲ့အချိန်အချိန်နော်ဒါဘာဖြစ်တော့ဆိုတော့ဝမ်းမလေးသွားဖြစ်တယ်နော်ဇံရပြီးတော့ဗြဟ္မာဖြစ်ခဲ့တဲ့လူကဒီမှာအခုဘာဖြစ်နေလဲနော်လူမစင်ကိုရှားပြီးတော့စားရတဲ့ဝက်ဖြစ်နေအပြောင်းလဲရအရင်ကြမ်းတယ်နော်အဲ့တော့ဘဝရဲ့အခြေအနေဒီဟာဘာမှမသေးကြမရေရတဲ့သဘောသွားရင်တို့သွားတယ်နော်တစ္ဆာလေးပါးကိုမတည်သေးသမျှကောင်းငင်မြောက်လိုက်တဲ့ဒုတ်ချောင်းတစ်ချောင်းအောက်ပြန်ကြတယ်အရင်ကကြမလားဖျားကြမလားဒါမှမဟုတ်နော်ဖြားလိုက်ကလေးပဲကြတယ်ဘယ်သူမှမပြောနိုင်ဘူးကြချင်တာကြဟုတ်လားအဲ့လိုပဲဘုန်းတို့ရဲ့ဘဝတွေကအမှန်တရားကိုမတည်သေးတဲ့အတွက်ကြောင့်ဘဝတန်တရားခီးကိုသွားရမှာဘာလို့ဘဝတန်တရားခီးကိုသွားရမှာတော့ဆိုတော့ဘဝရဲ့ပုံမှာအမှန်မမြင်တဲ့အတွက်ကြောင့်ဤမျိုးစုံနဲ့ဘုန်းတို့ကဘဝရဲ့ပုံမှာမက်နေတာရှိအကောင်းထင်လို့မက်တာနော်အကောင်းထင်တာကိုဘာလို့ပြောမလဲအဝိဇ္ဇာယုံနာကတကယ်တမ်းကောင်းတာမဟုတ်ဘူးကောင်းတာမဟုတ်ဘူးဆိုတာဘာကြောင့်မကောင်းတာလဲလို့ပြောအခုဖြစ်ပြီးတော့အခုမရှိတော့တဲ့သဘောမဟုတ်လို့မကောင်းမှုလို့ပြောတာဘယ်အချိန်လေးကိုကောင်းတယ်လို့ပြောလိုက်ဖို့ပြောလိုက်เสียအချိန်မရှိတကယ်မြင်လို့ရှိရင်နော်ဟုတ်လားအဲ့ဒီမကောင်းသောယုံနာကိုကောင်းတယ်လို့ယုံနာရဲ့အပေါ်အရေးအယောင်တွေကိုပြည့်ညက်တွေတက်ပြီးတော့ကောင်းတယ်ဆိုပြီးထင်းနေတာပါတော့မှားယွင်းမှုအဲ့ဒီမှားယွင်းမှုကိုဘာလို့ခေါ်မလဲအဝိဇ္ဇာအဲ့ဒီအဝိဇ္ဇာကြောင့်မို့လို့ဒီဟာရဲ့အပေါ်မှာကိုမှားထားတဲ့အရာရဲ့အပေါ်မှာကိုကဘာလုပ်တော့ဆွဲလန်းသွားတယ်မက်မောသွားတယ်အဲ့ဒါတဏှာပေါ့နော်ခေမာတီတွေဟောတဲ့တရားလေးတော့ဘုံကသွားပြီးတော့မှတ်ရတယ်နော်ပင့်ကူလေးကနော်သူ့ရဲ့ခန္ဓာကိုယ်ကထွက်တဲ့အမြင်ထဲမှာပဲသူကဘယ်မှမထွက်နိုင်ဘူးအဲ့နာမှာပဲကျစားနေရစ်ပတ်အဲ့ဒီဟာတွေကိုသူမဖြတ်တောက်နိုင်အဲ့တော့ဘုံဘုံတို့ကလည်းဘုံတို့ရဲ့စိတ်ကနေထွက်လာတဲ့တဏှာအမြင်ဓာတ်တွေထဲမှာပဲကုလူရှစ်ဆံပြီးတော့နေတယ်ပေါ့ကင်းအိမ်ကလေးထဲမှာကင်းကောင်လေးနေတယ်လို့ဘုံဘုံတို့ကလည်းပဲကိုယ်စိတ်ကထွက်တဲ့မတိမှုကြောင့်ဖြစ်လာတဲ့တွေ့တာမမုန်းမှုနော်ဒီကင်းမေးတွေကြားထဲမှာပဲနေနေတယ်ဆိုတဲ့သဘောပေါ့ဟုတ်လားအဲ့တော့ဘဝရဲ့ပုံမှာအဲ့လိုအမြင်မမှန်တဲ့အကြောင်းအဝိဇ္ဇာကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့တဏှာပေါ့နော်အဲ့ဒီတဏှာမကင်းသေးသမျှနော်ဘဝတွေဟာဆက်ပြီးတော့ရမယ်ကောင်းမလားဆိုးမလားဆိုတာကတော့သူနေထိုင်ခြင်းအခါမှာပြုလုပ်ထားတဲ့နော်ကာယကံမှုဝစီကံမှုမနောကံမှုစေတနာပြတ်ထန်းတဲ့ဒီကံတရားပုံမှာပဲမူတည်တယ်နော်သုံးသက်တပုံထဲမှာသူကဒီကံကပဲစီမံတာပေါ့နော်ဒီနီးကတ်တဲ့အနေအထားကိုဘာတွေကိုလှုပ်ထားလဲကိုလှုပ်ထားတဲ့အတိုင်းကိုစေတနာအတိုင်းဆက်ပြီးတော့ပွားနေတာနော်အကောင်းအဆိုးကိုဘယ်သူကဝေဖန်လဲဆိုတော့ကံကဝေဖန်တယ်ဟုတ်လားဘဝဆက်ရမရဆိုတာကြတော့ဘယ်သူကဝေဖန်တော့တဏှာကဝေဖန်တယ်ဘဝရဲ့အပြစ်ကိုမမြင်လို့တဏှာကဆွဲလန်းထားတဲ့အတွက်ကြောင့်ဘဝတစ်ခုခုကတော့သူကရမှာဒါကြောင့်တဏှာကုန်ပြီဟေ့ဆိုတာနဲ့ဘဝဆက်ရတယ်မဖြစ်တော့ကောင်းတာဆိုတာတွေပါအကုန်လုံးပြတ်ထွက်သွားတာပေါ့ဘောပေါက်ရလားအဲ့ဒါမြတ်စွာဘုရားအဲ့ဒီဝမ်းမလေးကိုကြည့်ပြီးတော့ပြုံးပြီးတဲ့နောက်မှာဂါထာ၄ပုဒ်မြတ်စွာဘုရားဟောဂါထာ6ပုဒ်လားကောင်းကောင်းမမိပါဘူးအဲ့တော့ပထမဆုံးဂါထာလေးကဘာပြောဆိုယထာပိမူလေအနုပတ္တဝေတံလေစိနောပိတို့ခောပုဏ္ဏရေဝတဝေတိဧဝံပိတနာအနုတေယအနုဟတိ
နိဗ္ဗတတိဒုက္ခမိတံပုဏ္ဏပုဏ္ဏကောင်းတယ်ဒီကထာလေးယထာပိမူလေအနုပတဝေတံလေစိန်နောပြေတော့ခေါ်ပုဏ္ဏတွေပါလို့ဟဲ့တီနော်တစ်ပင်တပင်ကိုရေတောင်းမြစ်အကုန်လုံးအမြစ်တွေကိုဖြတ်တောက်မထားဘူးဆိုလို့ရှိရင်အပေါ်ပိုင်းအကိုင်းအခက်လက်တွေကိုဘယ်လိုပင်ခုတ်ဖြတ်ထားစေကမူဒီတစ်ပင်ဟာတဖန်ပြန်ပြီးတော့စီကားလာလိမ့်မယ်တဲ့အမြစ်မှာဖြတ်မထားတာဟုတ်လားတချို့အပင်ဆိုလို့ရှိရင်ခုတ်လိုက်ခါမှပိုးပြီးတော့တောင်စီကားလာတတ်သေးတယ်မကြီးခုတ်ရင်ဇီးခုတ်ရင်ဖြူတယ်ဟုတ်လားငယ်တော့မှတ်သားဖို့ဟုတ်လားတော့မသိဘူးဇီးပင်လေးတွေခုတ်ရင်တော့တကယ်ကိုပဲပြိုတက်လာတယ်ပိုးပြီးတော့ဖြစ်လာတာပါနော်တစ်ပင်တို့ရဲ့တဘာဝလေးတွေဟုတ်လားအခုဒီမှာမြတ်စွာဘုရားအမြစ်ကိုဖြတ်မထားဘူးအမြစ်ကခိုင်မြဲနေတယ်အကောင်းကြီးပဲရှိနေသေးတယ်ဆိုအကိုင်းခက်ကိုဘလောက်ပဲခုတ်ထားတာဒီတစ်ပင်ဟာတဖန်ပြန်ပြီးတော့စီကားလာလိမ့်မယ်တဲ့ယထာပိမူလေအနုပတဝေတံလေဥမာပြောမယ်ဆိုလို့ရှိရင်ဒီအမြစ်ကကောင်းနေတယ်ခိုင်မြဲနေတယ်ဆိုရင်နော်စိန်နောပြေတော့ခေါ်ပုဏ္ဏတွေဝါလိုပဲတည်တယ်အပေါ်အကိုင်းတွေဘလောက်ပဲခုတ်ဖြတ်ထားတာတဖန်ပြန်ပြီးတော့ဒီပင်ဟာစီကားလာလိမ့်မယ်တဲ့အဲ့ဒါလိုပဲတဲ့ဧဝံပိအဲ့ဒီအတိုင်းပဲဧဝံပိတဏှာနုတေယအနုဟတိနော်ဘဝရဲ့ပုံမှာအမှန်မသိလို့ဘဝပုံမှာမက်တဲ့ဒီတဏှာကိုမဖြတ်တောက်ရသေးဘူးအမြင့်ပြအပေရသေးဘူးဆိုလို့ရှိရင်နိဗ္ဗတတိဒုက္ခမိတံပုဏ္ဏပုဏ္ဏအဖန်ဖန်ထက်ဣဒံဒုက္ခဒီဆင်းရဲဟာနိဗ္ဗတတိဖြစ်လာလိမ့်မယ်တဲ့ဟုတ်လားဒီခါလေးဘုန်းတော်ကကုသိုလ်ကောင်းမှုတွေနဲ့ကောင်းမြတ်တဲ့သဘောလေးတွေတော့ရှိတာပေါ့သို့တော်လည်းပဲတကယ်ဘဝရဲ့ရေတောင်းမြစ်လို့ဆိုတယ်ဒုက္ခရဲ့ရေတောင်းမြစ်လို့ဆိုတယ်တဏှာလောဘကိုပေတတ်နိုင်တဲ့အထိကုသိုလ်ကောင်းမှုကအာမကောင်းဘူးဆိုလို့ရှိရင်ပေါ်ပိုင်းအကိုင်းခက်လောက်ကိုပဲဘုန်းတော်ကခုတ်ထားရရောက်တာဟုတ်လားဒါနာတွေပြုတယ်သီလဆောက်တည်တယ်တမာရီတွေပွားများတယ်ဟုတ်လားကိလေသာကိုအမြင့်ပြတ်ပေးတတ်နိုင်တဲ့အဆင့်မရောက်သေးဘူးဆိုရင်သူကဘာလုပ်တာအပေါ်အကိုင်းခက်လက်ကိုလည်းခုတ်ထားတယ်ဟုတ်လားခဏကတော့ရှင်းတယ်လို့ရှိတာပေါ့ဟုတ်လားဒါပဲပြီးရင်ပါတော့ပြန်ပြီးတော့စီကားလာအဲ့ဒီကာထာလေးကိုအဲ့ဒီမှာဟောလာဒါဘုန်းဒါလေးကဘာလို့ထည့်ပြီးတော့ပြောတာတော့ဆိုတော့ကိုဟာတေချာပေါက်ဘဝခရီးကိုဆက်ပြီးတော့တွားရအောင်ပါနော်နှိမ့်မာလားမြင့်မာလားဆိုတာတော့ကိုယ်စေနာနဲ့တန်တဲ့အကျိုးရလဒ်တစ်ခုပေါ့နော်တေချာတာကတော့နှိမ့်သည်ဖြစ်စီမြင့်သည်ဖြစ်စီဘဝတစ်ခုကိုဆက်ရဟုတ်လားအဲ့လိုဘဝဆက်ရဦးမဲ့ပုံကိုယ်တွေအတွက်ကောင်းမွန်တဲ့ဘဝကိုဆက်နိုင်ဖို့အရေးကြီးတယ်ကောင်းမွန်တဲ့ဘဝကိုဆက်နိုင်ဖို့ဆိုလို့ရှိရင်ဘဝဆက်ခါနီးလေးမှာတေခါနီးလေးမှာပေါ့နော်တေခါနီးလေးမှာကောင်းကောင်းမွန်မွန်တေနိုင်ဖို့လိုမယ်ဟုတ်ပြီအဲ့လိုဆိုတေခါနီးမှာကောင်းကောင်းမွန်မွန်တေနိုင်ဖို့ဆိုရင်မတေခင်တုန်းကကောင်းကောင်းမွန်မွန်နေထားနိုင်ဖို့လိုတယ်ဟုတ်ပြီနော်မသေးခင်မှာကောင်းကောင်းမွန်မွန်နေဖို့ဆိုရင်ကိုကမသေးခင်မှာကောင်းကောင်းမွန်မွန်နေသင့်တယ်ဆိုတဲ့အမြင်မှဥရှိပြီးတော့ကြီးကြီးမားမားကိုမှရှိထားဖို့လိုတယ်အကောင်းဆုံးဆရာနဲ့နေပြီးတော့မသေးခင်လေးမှာနေတုံးလေးမှာအဓိပ္ပာယ်ရှိတမှုရှိနေထားမှသေတဲ့အခါကောင်းကောင်းမွန်မွန်သေမယ်ကောင်းကောင်းမွန်မွန်သေမှကောင်းမွန်တဲ့ဘဝကိုရမယ်အဲ့တော့ဘဝတန်တရားကိုတွားကြရမယ်ပုံကိုယ်တွေအတွက်ဒီခွန်းဆက်ကလေးတွေကိုဘုံဘုံတို့ကပြီးပြင်းဒါလို့မလုပ်ထားမှာလို့နားလည်ထားမယ်ဟိုပြောချင်တာအနေကောင်းမှအသေးကောင်းမယ်အသေးကောင်းမှနောက်ထပ်ဘဝကောင်းတစ်ခုကိုရမယ်။ဒါဘဝခီးကိုသွားရဦးမဲ့ပုံကိုယ်တွေဒါမတွေးလို့မရဘူးနော်။အဲ့ဒါကိုကအနေကောင်းတယ်ဆိုတာတည်းမှာဝိပဿနာတရားကိုစူးစမ်းပြီးတော့လုပ်မယ်ဆိုရင်ဘဝကောင်းတစ်ခုကိုရတဲ့အနေထားတွေမကဘဲနဲ့ဘဝကလွတ်မြောက်ရေးအတွက်အကောင်းဆုံးမျိုးစေ့ကိုတောင်ရသွားနိုင်တယ်။ဒါလေးလည်းပဲပြောဖို့ကောင်းတယ်သိလား။နော်။ကောင်းတဲ့ဘဝပဲရဖို့ရည်ရွယ်ချက်ထားနေမပြည့်စုံသေးဘူး။ဟိုတနေ့ကပြောလိုက်တယ်လို့ကရုတ်ကင်းရှောက်ပါနော်။သူလဲနေမှာပဲသူကဟုတ်လားအဲ့တော့ဘာပါဖို့လို့လဲဆိုတော့လွတ်မြောက်ဖို့ဆိုတဲ့ဥစ္စာလေးပါဖို့လို့တယ်အဲ့ဒီလွတ်မြောက်ဖို့ဆိုတာလေးကိုမျိုးစေ့ဒီလေဒီဆိုရတော့သူကဒီလွတ်မြောက်ရေးမျိုးစေ့လေးရအောင်ရှုပေါ့နော်ဒီတာကနာနဲ့တွေ့တဲ့အခါအမဉ္ဇဉ်ပူဉ္ဇဉ်ရအောင်ဒီလုံးနိုင်မယ်ဆိုတော့တကယ်အာဇာနည်ပေါ့အဲ့ဒါတော့အတိုင်းထက်အလုံးပေါ့ကိုအဲ့ဒီအစားတဲ့ပါမလားမပါဘူးဆိုလို့ရှိရင်တော့အနည်းဆုံးဘာတော့ရအောင်ရှုသင့်တယ်မျိုးစေ့လေးရအောင်အဲ့ဒီမျိုးစေ့ရပါလို့ဆိုတော့အနိစ္စဒုက္ခအနတ္တကိုပြီးပြင်းမြင်တဲ့ဉာဏ်ပဲဟုတ်လားအဲ့ဒါကိုမြင်လို့ရှိရင်ဘဝရဲ့အကြောင်းကိုသူရိပ်စားမိတယ်ပေါ့နော်ဒါကောင်းမွန်တဲ့သဘောမဟုတ်ဘူးဆိုရင်သူထွက်မြောက်လို့တဲ့သဘောလေးကအရှိန်တတိလေးအနေနဲ့မျိုးစေ့သဘောလေးကိန်းသွားအဲ့ဒီမျိုးစေ့လေးကတစ်ချိန်မှာရေနဲ့မြေနဲ့လေးနဲ့တွေ့တယ်ဆိုရင်အပင်ပေါက်လာပြီနောက်ဆုံးမဉဏ်ပူညာအသီးပွင့်ကိုရနိုင်တယ်လွတ်မြောက်မှုဘုံဘုံတို့ရနိုင်တယ်ပေါ့အဲ့ဒီမှာဟုတ်လားဒါလေးတွေကလေးလေးနဲ့ကလေးစဉ်းစားဖို့ပြောအဲ့တော့ဒီသေခြင်းကိုစဉ်းစားလို့ဖြစ်ပေါ်လာတဲ့အတိညာဏ်ကဆက်လက်ပြီးတော့ကိုယ့်ကိုဖြစ်ပွားစေမဲ့အကျိုးရလဒ်7မျိုးထဲမှာအဲ့ဒီမျိုးစေ့သဘောကမပါဘူးလားပါရနော်အဲ့ဒါပါတော့အနိစ္စတင်ညာပိစေယကသေတာသတ္တုပါတိတ္တိယုံနာရဲ့ပုံမှာအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးပါးကိုမြင်တဲ့ဉာဏ်ကိုအလို့လို့ရလိမ့်မယ်လို့ပြောတာဟုတ်လားတမင်ကြိုးစားစရာမလိုဘဲနဲ့တောင်ရနိုင်တယ်လို့ပြောတာနော်အဲ့တော့အကျိုးကျေးဇူးဖုံးဖို့2မျိုးပြောသွားတယ်7မျိုးပြောတယ်နော်နောက်ဆုံးကဘာပြောတော့ကောင်းတဲ့ဘဝကိုရောက်မယ်အမတန်စီနာတိကတော်သောတုဂတိပရာယံတော့နိဗ္ဗာန်ကိုချမ်းသာကိုမျက်မှောက်မပြုနိုင်သေးလို့ယန္တာမဖြစ်လို့ဘဝမဆုံးရသေးဘူးဆိုရင်တော့သူဘယ်ရောက်ကောင်းမြတ်တဲ့ဘဝကိုရောက်မယ်
ကောင်းမြတ်တဲ့ဘဝရောက်မယ်ဆိုတဲ့အကျိုးကျေးဇူးရဲ့ရှိမှာပါပြောတာတော့အဘယောအတ္တမုံလောဘတန်တောကာလကရောတိတော်မကြောက်ဖဲမတွေ့ဘဲနဲ့တိတိငြိမ်ငြိမ်သိခြင်းတရားကိုကျင့်ဆိုင်နေတယ်အသေးကောင်းလို့ဘဝကောင်းတစ်ခုကိုထပ်ရသွားတာဒါနဲ့ချုပ်ထားတာအလွန်အဓိပ္ပာယ်ရှိရဲ့နော်အဲ့တော့အသေးကောင်းတယ်ဆိုတာဘာလို့အသေးကောင်းလဲသူ့ရှေ့မှာအနေကောင်းတယ်ဆိုတာကို तू ပြောခဲ့တယ်အိဋ္ဌာကိုမြင်တဲ့ဉာဏ်ဒုက္ခမြင်တဲ့ဉာဏ်အနတ္တမြင်တဲ့ဉာဏ်ဒါတွေနဲ့ तू နေတယ်ဟုတ်လားအများကြီးမသိစီပဲနဲ့နော်မနှမျောပဲနဲ့ तू နေခဲ့တယ်နော်အကောင်းမှုအကုသိုလ်ကဲ့ရဲ့နိုင်တဲ့ဉာဏ်စွမ်းနဲ့ तू နေခဲ့တယ်အသက်ရဲ့ပုံမှာကန့်ညီမှုမရှိဘဲနဲ့နေခဲ့တယ်နော်ဘဝရဲ့ပုံမှာညှင်းငွေတဲ့ဉာဏ်နဲ့ तू နေခဲ့တယ်ကုသိုလ်ကောင်းမှုကိုမမေ့တဲ့အပ္ပမာဒနဲ့ तू နေခဲ့တယ်အကျိုးကျေးဇူးပဲနှမျိုးတော့7မျိုးအလွန်ကောင်းတယ်တော့ဒီဥစ္စာလေးကအဲ့တော့ဒီဂါထာလေးကိုဘုံဘုံရွတ်တိုင်းဩတေခြင်းကိုစဉ်းစားတဲ့အသိဉာဏ်ကိုအတွက်အကောင်းဆုံးဆရာပဲတော့ကိုကအကောင်းဆုံးတပည့်ဖြစ်ဖို့ပဲလိုတာနော်ဆရာကတော့ပြောနေဟုတ်လားတပည့်ကနော်ပီတိပေကจิตတိจิตကံတပည့်ဆိုရင်လည်းအသင်ပြေအောင်မှာမဟုတ်ဒါကြလေကိုကတော့ကိုအတွက်အကောင်းဆုံးဆရာလေးတော့ဖြစ်တတ်တယ်ဘုရားရဲ့အဆုံးအမလေးတွေကိုအခြေခံပြီးတော့ငါဘယ်လိုနေသင့်တယ်ဘယ်လိုမနေသင့်ဘူးနော်စိတ်ကောင်းလေးတွေထွန်းပြီးတော့ကိုလုံးမပါလို့ဆုံးဖြတ်ထားတာတွေရှိဒါပေမဲ့အဋိဌံပါရမီကြီးကမခိုင်မြဲတဲ့အခါကျတော့ယော်ရဲနဲ့ပြီးတော့ဒုံရင်ပြန်ဖြစ်သွားတာတွေလည်းရှိတယ်အဲ့ဒါဘာဖြစ်တာလဲဆရာကတော့ကောင်းပါရဲ့ကိုဘာဖြစ်တာတပည့်ကောင်းမဖြစ်တာနော်သူများတပည့်ခံခိုင်းတာမဟုတ်ပါဘူးရှက်ဆရာမရှိပါဘူးဘယ်သူတပည့်ခံခိုင်းတာကိုတပည့်ကိုခံခိုင်းတာကိုတပည့်ကဘယ်ဆရာလုံးဆိုတော့သိခြင်းကိုစဉ်းစားလို့ဖြစ်ပေါ်လာတဲ့အသိဉာဏ်ကိုအကောင်းဆုံးဆရာလို့ဘုံပြောနေတာဟုတ်လားဒီ7မျိုးကိုစဉ်းစားတော့စိတ်ထဲမှာအဲ့လိုလေးခံစားလို့ဒါဒီနေ့ဘုံမွေးနေ့လေးမှာဒါလေးပြောရရင်ကောင်းမဲဆိုတော့ပြောလိုက်တာနော်တော်တောင်များသွားတဲ့အချိန်ဟုတ်လား7မျိုးပြန်ပြီးတော့အနှစ်ချုပ်မယ်နော်ငါဟာတေလူတယောက်ဖြစ်တယ်အချိန်မရွေးတည်သွားနိုင်တယ်နည်းနည်းလေးလူတာလေးထပ်ပြီးပြောလိုက်အောင်တည်ခြင်းကိုစဉ်းစားတဲ့နေမှာကိုတယောက်တည်းစဉ်းစားလို့ဘယ်လိုမှမပြည့်စုံဘူးတဲ့ဘာကြမ်းနေအောင်ဆိုဘေးကလူတွေအကုန်လုံးသက်ရှိတတ္တဝါတွေအကုန်လုံးတိရစ္ဆာန်တွေပါမြင်မှာစဉ်းစားဒီရှင်သန်နေတဲ့အကုန်ရက်ဆိုင်ကြမှာအကုန်ပြက်ကြနောက်ရှင်ဘုန်းဘုန်းတို့စိတ်ထဲမှာကိုယ့်ရဲ့ရှင်သန်မှုနဲ့ပတ်သက်ပြီးတော့အခက်အခဲကန့်ညီနေတာတွေအမျိုးမျိုးရှိတယ်လို့သူများရဲ့ရှင်သန်မှုတွေသူများခန္ဓာနဲ့ပတ်သက်ပြီးတော့လည်းဘုန်းဘုန်းတို့စိတ်ထဲမှာအဖို့အထစ်တွေအနှောင်အဖွဲတွေအရှုပ်အထွေးတွေအများကြီးရှိတယ်ဟုတ်လားဒီခါလေးဘုန်းဘုန်းကစဉ်းစားတယ်ကိုနဲ့အရင်ဒီဆုံးလူတွေပေါ့နော်ကိုတန်ရောစဉ်အရှိရဆုံးလူတွေနဲ့ပတ်သက်ပြီးကိုကောင်းထဲမှာရှုပ်နေတာတွေအများကြီးရှိအဲ့ဒါကိုအကောင်းဆုံးရှင်းပေးနေတယ်ဒင်းလေးလဲတေလူလေးပဲလို့စဉ်းစားလိုက်ပြီးသွားမှာပဲသူလဲဟုတ်လားတချို့သားသမီးရှိတဲ့လူတွေပိုးတောင်စဉ်းစားတဲ့နေဟုတ်လားကိုသားသမီးကိုဘယ်လိုပဲကိုစိတ်ထဲမှာတွေ့တာသားသမီးကိုတေလူလို့တွေ့ကိုမတွေ့ဘူးတွေ့ရမှာတောင်တို့လန့်ကောင်းလန့်လိမ့်မယ်နော်အရင်မရှိမိမရှိသားသမီးတေလူလို့တွေ့ရမှာသားသမီးလည်းတေမှာပါပဲတနေ့ကျတော့ဆိုလိုတာကသူတို့ရဲ့ဘဝတွေကိုကိုကအလွန်ကိုအရေးကြီးတယ်အထက်ကကြတယ်လို့ထင်လေလေကိုယ့်ရဲ့ပူလောင်မှုကကြီးလေလေတကယ်တမ်းကိုယ်တိုင်းသားသမီးရှိလို့ပြောတာမဟုတ်ဘူးနော်ဒါခံစားကြည့်လို့ရတယ်ဒီသားသမီးပေါ်မှာဖြစ်တဲ့တန်ရောစဉ်ကဘောမှာအကြီးဆုံးလို့တောင်ဘုံဘုံကထင်ဟုတ်လားအဲ့တော့သူတို့စိတ်ထဲမှာဒါကြီးကအခိုင်အမာကြီးလှုပ်ထားတော့ကိုယ့်တဲ့တောင်ကိုယ့်ဘဝတဲ့တောင်သူတို့ကပို့ပြီးတော့အဲ့ဒါကိုရေးကြီးနေသေးတယ်ချုပ်မိပါလေဟုတ်လားအဲ့ဒီအရေးကြီးမှုဟာတကယ်တမ်းမှားနေတာသူကနဲ့သူသွားမှာတကယ်တမ်းသူ့ဆွမ်းနဲ့ကိုဘာလုပ်ပေးခြင်းလို့မှတကယ်တမ်းကထိထိရောက်ရောက်ပြုပြင်ပြောင်းလို့မရလာပြီးသားဇညွန့်တွေကရေးပြီးသားရဲ့တကယ်ဟုတ်လားအဲ့တော့ကိုဘာလုပ်ရမလဲတော့ရော့ကြသွားအောင်ဒင်းတို့လည်းတေးလူပဲတေးမှတေးပြီးမှပဲသူလည်းဘယ်ဘဝမှာဘာမှဟုတ်တာမဟုတ်တေးပြီးကြတာကြီးပဲအကုန်လုံးဟုတ်လားအဲ့တော့အဲ့ဒီအမြင်ရှင်းမှုကိုကိုဘဝတစ်ခုတည်းအပေါ်တင်ဘုန်းဘုန်းတို့ကချထားလို့မပြည့်စုံဘူးနော်ကိုချစ်တဲ့ခင်တဲ့လူတွေကိုအဓိကအဲ့ဒီအမှန်တရားကိုချပေးနိုင်လို့ဟုတ်လားကွဲကြမှာကွဲတာမှတေးခွဲကိုကွဲရအောင်ပါတေးသွားမှာပဲအရင်ဘုန်းကလည်းဒီလိုပဲချစ်တဲ့ခင်တဲ့လူတွေတေးခဲ့ကြကွဲခဲ့ကြအကုန်လုံးအမြင်တွေကအရန်ကျယ်ပြီးတော့အခါကျတော့အဲ့ဒီအချိန်မှာပို့ပြီးတော့ဆရာပို့တော့အည်သွေးရှိလာဖြစ်ပေါ်လာတဲ့ဉာဏ်ဒီဟုသောဆရာပို့ပြီးတော့အည်သွေးရှိလာနော်ကိုယ်ကိုပို့ပြီးတော့အဓိပ္ပာယ်ရှိအောင်တန်ဖိုးရှိအောင်တဘာဝကြအောင်ဘလို့နေထိုင်ဆက်လက်နေထိုင်သွားမလဲဆိုတော့ပို့ပြီးတော့လမ်းညွှန်နိုင်လိမ့်မယ်ဟုတ်လားအဲ့တော့ငါဟာတေလူဖြစ်တယ်အချိန်မရွေးသိနိုင်တယ်ဒါနဲ့မပြည့်စုံဘူးကိုဘေးရလူတွေအကုန်လုံးရှိသမျှတတ္တဝါတွေအားလုံးသေလူဖြစ်တယ်အချိန်မရွေးသိနိုင်တဲ့လူတွေဖြစ်တယ်အဲ့ဒီကြတော့မှပြည့်စုံသွားဒါအဘိနာသုတ်တမှာမြတ်စွာဘုရားအဲ့တိုင်းသင်ထားတာကိုတယောက်တည်းသေခြင်းကိုစဉ်းစားလို့ပြည့်စုံဘူးတလောကလုံးရဲ့ပျက်စီးခြင်းသေဆုံးခြင်းကိုစဉ်းစားမှပြည့်စုံတယ်အဲ့ဒီကြမှာလည်းဉာဏ်ကပို့ပြီးတော့ကျေပြန့်သွားတယ်မဉ္ဇဉ်ဘုံဉာဏ်တော့ရနိုင်တယ်လို့ဟောတာအဲ့ဒီထဲမှာဟုတ်လားဒီထဲမှာတော့7မျိုးထဲမှာတော့မဉ္ဇဉ်ဘုံဉာဏ်ရနိုင်တယ်လို့မပါဘူးနော်အမတန်စေနာတိကတောသောတုဂတိပရာယံတော့နော်နိဗ္ဗာန်ကိုမရသေးဘူးဆိုရင်ကောင်းတဲ့ဘဝကိုရောက်မယ်ဆိုအဆုံးသတ်ထားတာဒီ
ဒီတရားလေးကိုဘာနဲ့ဆက်ဆက်ပြီးတော့ပြောတယ်ရှိတယ်ဟုတ်2မိနစ်လောက်ပြောအင်္ဂုတ္တပါဠိတော်ဧကနိပတ်ထဲမှာဧကဓမ္မဘိက္ခွေဘာဝိတောဘဟုလိကတောဧကန္တနေပိဒါယဝိဒါကယနိရောဓာယဥပသမယအဘိညာယတံဘောဓာယနိဗ္ဗာန်ယတံဝတ္တန္တိလို့ဟောထားတဲ့ပါဠိတော်တစ်ခုရှိတခုသောတရားကိုပွားများရင်ဧကန္တနေပိဒါယဝဆင်းရဲကိုသေချာပေါက်ညင်းငွေတဲ့ဉာဏ်ကိုရမယ်ဝိဒါကယဘဝရဲ့ပုံမှာဆွဲမဲ့မှုကင်းမယ်နိရောဓာယဘဝဒုက္ခတွေချုပ်ငြိမ်းသွားမယ်ဥပသမယနှလုံးစိမ်ဝငြိမ်းအေးမယ်အဘိညာယအိဋ္ဌဒုက္ခအနတ္တလက္ခဏာရေးသုံးပါးကိုသိတဲ့ထူးသောဉာဏ်ကိုရမယ်တံဘောဓာယသစ္စာလေးပါးကိုထူးထွင်းပြီးတော့သိတဲ့မဲ့ဉာဏ်ကိုရမယ်နိဗ္ဗာန်ယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့ဖို့ဉာဏ်ကိုရမယ်ခုနှစ်မျိုးဟောတယ်အဲ့ဒီတစ်ခုသောတရားဆိုတာသိခြင်းတရားပဲလို့အဲ့ဒီမှာလည်းဟောတာရှိဟုတ်လားအဲ့ဒါကတော့ဘုရားဟောပါဠိတော်ဓာတ်ရိုက်ပေါ့နော်ဒါကတော့ဒီတက္ကရာထဲမှာလာတဲ့ပါဠိတော်တီးတီးမှာလာတာကိုကောက်နှုတ်ချက်ချပြီးဆိုတော့ဘုရားကြီးကပြန်စုပေးတာ17မျိုးတော့ဒါလေးကမသေးခင်လေးမှာလူလေးနေမဲ့ထိုင်မဲ့ဆိုတာလေးကြည်ကြည်ပြန့်ပြန့်ပါလို့ဆိုတော့မြတ်စွာဘုရားဟောထားတဲ့သေခြင်းတည်းဟူသောတစ်ခုသောတရားကိုစဉ်းစားရင်ရရှိမဲ့အကျိုးကျေးဇူး9မျိုးကိုလေ့လာကြည့်တဲ့အခါမှာသူကပါဘဝရဲ့ပုံမှာအမှန်မြင်ပြီးတော့လွတ်မြောက်သွားလိမ့်မယ်ဆိုတော့အဓိကပြောသွားတာ9မျိုးတော့တေချာစဉ်းစားကြည့်လေဧကန္တနေပိဒါယဝဆင်းရဲကိုညင်းငွေတဲ့ဉာဏ်ကိုရမယ်ဧကန္တနေပိဒါယဝိဒါကာယဆွဲမဲ့မှုကင်းမယ်ဘဝရဲ့ပုံမှာနိရောဓာယဆွဲမဲ့မှုကင်းတဲ့အတွက်ကြောင့်ဒုက္ခငြိမ်းမယ်ဥပသမယနှလုံးစိမ်ဝမ်းမှာလောင်နေတဲ့ကိလေသာမီးငြိမ်းလို့အေးမယ်ဥပသမယဆိုတာပြောအဘိညာယဝိပဿနာဉာဏ်ကိုရမယ်တံဘောဓာယမဲ့ဉာဏ်ကိုရမယ်နိဗ္ဗာန်ယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရမယ်အဲ့ဒီ9မျိုးကိုအနှစ်ချုပ်လိုက်ရင်ပါလေဘဝရဲ့ဒုက္ခသဘောကိုအမှန်မြင်ပြီးတော့ဘဝရဲ့ပုံမှာမဲ့မုန်းမှုကင်းပြီးတော့ဘဝဒုက္ခတွေကလွတ်သွားလိမ့်မယ်လို့ဟောတာဘာကိုစဉ်းစားရင်သိခြင်းကိုစဉ်းစားရင်နော်ဒါပေမဲ့ဘုံဘအဲ့ဒါအဲ့ဒီ9ပါးကိုဦးစားပေးမပြောဘဲနဲ့ဒီ17မျိုးကိုဦးစားပေးပြီးတော့ပြောလိုက်တာဟုတ်လားအဲ့တော့ဏိကုံးချုပ်ရအောင်သိလားအပမတ္ထာတရာဟောတာလပတိအနာပိတတိဇီဝေနိကန္တိစေတိပပံသောကရိဘူကောင်းမှုကိုမမေ့တဲ့သဘောဖြစ်လိမ့်မယ်ဟုတ်လားမပျော်မွေဘူးဆိုတဲ့မှန်ကန်တဲ့ညီးငွေတဲ့ဉာဏ်ကိုရလိမ့်မယ်နော်အသက်ရဲ့ပုံမှာတွေ့တာမဲ့မုန်းမှုကိုငြိမ်းစေလိမ့်မယ်မကောင်းမှုကိုကဲ့ရဲ့နိုင်တဲ့အစွမ်းရှိလာလိမ့်မယ်အတ္တနိတိဘဟုလောစပရိခါတွေတော့မေ့စီတော့အနိစ္စတင်ညာပြိစေကတေတာသတ္တုပါတိတတိအများကြီးသိမ့်ထားတာမရှိဘူးကိုယ့်ရဲ့အသုံးဆောင်လေးတွေပုံမှာ2မျိုးတယ်ဆိုတာမရှိဘူးအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးပါအလို့လို့မြင်လာလိမ့်မယ်9မျိုးရှိပြီနော်အဘယောအတ္တမုံလောဘတန်တောကာလံကရောတိတောမကြောက်ဖဲတာနဲ့မတွေးဝေပဲတာနဲ့တိတိငြိမ်ငြိမ်သိခြင်းတရားကိုရင်ဆိုင်နေလိမ့်မယ်အမတန်စီနာတိကတောတောတုကတိပရာယနောနော်ယဟန္တာမဖြစ်သေးလို့ဘဝဆက်ရအောင်မယ်ဆိုရင်မဉ္ဇဉ်ပူညာမရသေးလို့ဘဝဆက်ရအောင်မယ်ဆိုရင်ဘယ်ဘဝရောက်မလို့ကောင်းမြတ်တဲ့ဘဝကိုရောက်မယ်တဲ့17မျိုးဟုတ်လားမသေးခင်မှာဘလို့နေရမလဲဆိုတဲ့အကောင်းဆုံးနေနည်းကိုကိုယ့်ရဲ့ဆရာအကောင်းဆုံးသင်ပေးထားတဲ့အတွက်ကြောင့်ဟုတ်လားသေတဲ့အခါလည်းဘလို့အကောင်းဆုံးနည်းနဲ့သူသေသွားနိုင်မယ်ပြီးရင်ကောင်းမြတ်တဲ့ဘဝကိုရလိမ့်မယ်အဲ့ဒီ17မျိုးကလည်းအနှစ်ချုပ်လိုက်အဲ့ဒီ3မျိုးထွက်သွားမယ်နော်အကောင်းဆုံးနေတတ်သွားမယ်အကောင်းဆုံးသေနိုင်လိမ့်မယ်အကောင်းဆုံးဘဝတွေကိုရလိမ့်မယ်ဒီသဘောကိုပြောဟုတ်လားဒါကြောင့်ဘုန်းဘုန်းတို့အကောင်းဆုံးဆရာရဲ့နော်ဆုံးမချက်ကိုလိုက်နာနိုင်တဲ့အကောင်းဆုံးတစ်ပည့်ဖြစ်အောင်ကြိုးစားကြရမယ်ပေါ့ဟုတ်လားအဲ့တော့ကိုယ့်ရဲ့အကောင်းဆုံးဆရာဘာကိုပြောတာလဲလို့မေးရင်သေခြင်းကိုစဉ်းစားလို့ဖြစ်ပေါ်လာတဲ့အသိဉာဏ်ဟုတ်ပြီနော်ဒါကြောင့်အပမဒတရားလက်ကင်ထားပြီးနော်သူတော်ကောင်းတရားကိုကြိုးစားအထောက်နိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတို့ဆန္ဒပြုပြီးဒီကနေ့ကြိုးပမ်းအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ဉဏ်ဘုရားမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းအခုဆိုရင်ဆရာတော်ဘုရားဟောကြားတော်မူတဲ့တန်ဖိုးရှိလာတဲ့တရားဒေသနာတော်ကိုနာယူလို့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ဒီတရားတော်ကိုနာယူရတဲ့ကုသိုလ်အစွစုကြောင့်ယခုဗီဒီယိုကိုကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေအပေါင်းတို့ဟာကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေဘေးဥပတ်အန္တရာယ်အပေါင်းမှလည်းကင်းဝေးကြပါစေလို့ကျွန်တော်အနေနဲ့ဦးစွာပထမမေတ္တာသီလဖြင့်ဆုတောင်းမေတ္တာပို့သအပ်ပါတယ်တရားတော်ကိုအဆုံးထိနာယူပေးကြတဲ့အတွက်လည်းတဦးတယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်အခုလိုဘဝအတွက်အေးချမ်းမှုပေးနိုင်မဲ့တရားတော်တွေကိုနေ့စဉ်မပြတ်နာယူကြည်ညိုနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့ဒီဗီဒီယိုလေးကိုလည်းတခြားသူတွေပါနာယူနိုင်အောင် share လုပ်ပေးခြင်းဖြင့်ဓမ္မဒါန
ကုသိုလ်ပါဝင်ပေးကြဖို့တောင်းဆိုချင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းအေဂျင့်လာတဲ့တရားတော်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာအားလုံးပဲကိုယ်စိတ်နှပြအေးချမ်းကြပါစေ